ဘောဆင်းရဲခြင်းပဲတကယ်ကကျွတ်တို့သိတာမသိတာကတခဏနော်ကျွတ်တို့အသိကိုမသိဘူးမသိလို့လည်းပဲဘောပေါ်မှာမက်မောနေတာမက်မောလို့လည်းပဲရအကြောင်းတွေရှောက်လုပ်နေတာမရတဲ့အခါစိတ်တူပေါ့ဒီနည်းနဲ့တော့နော်ဘောခရီးကိုဘောဆင်းရဲမှမသိတော့မက်မောရောမက်မောတော့ရအောင်လုပ်ရောရအောင်လုပ်တိုင်းရသလားမရတော့ဘာဖြစ်တော့စိတ်တူတာပေါ့နော်ငါရအောင်လုပ်တဲ့လမ်းကြောင်းမှာအနှောက်အယှက်ဖြက်စီးတွေအကုန်လုံးငါဘာလုပ်ပြလိုက်မလို့ဖြက်စီးမယ်ဟုတ်လားဒေါသတွေနော်ဒီနည်းနဲ့တော့နော်ဘောဆင်းရဲတယ်ဆိုတာမသိတာမောဟဆင်းရဲမှမသိလို့လိုချင်တာကလောဘလိုချင်တာမရလို့စိတ်တူတာကဒေါသဒါပဲအကုန်လုံးကလောဘဒေါသမောဟရဲ့သားကောင်အဆင့်ကဘာမှမတက်ဘူးနော်လူသားတွေရဲ့အဆင့်ဟာဒါပဲရှိသေးတယ်နော်အဲ့တော့ဘုန်းဘုန်းတို့ကမြတ်စွာဘုရားကိုကိုးကွယ်တယ်တရားကိုကိုးကွယ်တယ်တန်ခါကိုကိုးကွယ်တယ်ဆိုတာအဲ့ဒီဆင်းရဲတဲ့ဘဝချုပ်ငိမ့်သွားဖို့ဘဝချုပ်ငိမ့်မှဒုက္ခချုပ်ငိမ့်ပါဘဝမချုပ်ငိမ့်မနဲ့ဒုက္ခမချုပ်ငိမ့်ဘူးဒီအခြေခံအမြင်လေးကိုကျွတ်တို့မှခိုင်ခိုင်မာမာမရှိသေးဘူးကျွတ်တို့ကဘဝနဲ့ဒုက္ခကိုတစ်ခုတည်းလို့တွဲပြီးတော့ကိုမမြင်တတ်သေးဘူးဘဝတတ်ဒုက္ခတတ်လို့ထင်နေတာဒါကြောင့်ငါဘဝလေးကြီးတီးတန့်သွားခြင်းနဲ့ဘယ်ဒုက္ခမှမပါခဲ့နဲ့မလာခဲ့နဲ့ငါမတွေ့ခြင်းဘူးကျွတ်တို့အဲ့လိုလုပ်နေတာလုပ်လို့ရမလားဘဝကိုရခြင်းဒုက္ခကိုပါတခါတည်းယူရမှာအဲ့ဒါကိုပြီးပြင်းသဘောပေါက်တာဘဝကိုမက်လို့ဘဝကိုရမယ်ဆိုရင်ဘာတွဲရမှာဆိုတော့နားလည်ထားမှာတော့ဒုက္ခကိုပါတွဲရမှာလို့နားလည်ထားဘာဒုက္ခတွေတော့ကိုဆင်းရဲတာစိတ်ဆင်းရဲတာပေါ့အချင်းချုပ်ပြောရရင်ဒုက္ခဆိုနည်းနည်းလေးပို့ပြီးတော့ရှင်းလင်းတဲ့ဝါဒနဲ့ပြောရရင်ကျွတ်တို့တကယ်ကြောက်တာကျွတ်တို့မရခြင်းတဲ့ဒုက္ခဘယ်ဒုက္ခတော့နာရရဲ့သေတာရဲ့ကျွတ်တို့အကြီးအကျယ်ကြောက်တယ်နာရရဲ့သေတာရဲ့တကယ်ကြောက်တာဒါပဲကျန်တာတွေကိုကြောက်ရတယ်ဆိုတာနာမှုသေမှုကိုဖြစ်စေတတ်လို့ကြောက်ရတာတွေ့မလားဘုံခဏပြောနေဒီထဲမှာစိတ်ပြင်းတဲ့မွေကောင်ဖြတ်သွားဆိုအုံထပြေးမှာနော်ကြောက်ဘာလို့ကြောက်တာတော့ဒီကောင်ကန့်ရဲ့အနည်းဆုံးအစိတ်တက်ပြီးတော့လူလိမ့်နေအောင်နာမှာအခက်မသိရင်သေမှာမွေကိုကြောက်တာလားနာမသေမှာကိုကြောက်တာလားတဲ့မြင်ဖို့လိုရနော်ခုယောဂဖြစ်မှကြောက်တာလဲနာမသေမှကြောက်တာဘယ်သူကိုကြောက်တယ်ဘဝကိုကြောက်တယ်ဆိုတော့နာမသေမှကြောက်တာပဲတကယ်လို့လားကျွတ်တို့ဘဝကြီးကဘလောက်နှိမ့်ဆက်လို့မှမနာတတ်ဘူးဘလောက်ဖြက်စီးလို့မှမပြက်စီးတတ်ဘူးမသေးတတ်ဘူးဆိုကျွတ်တို့ဘာကိုကြောက်ဘာမှမကြောက်ဘူးဟုတ်တယ်ဟုတ်လား